အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ဖတ်ပြပေးမှာတော့ဆရာဖြိုးတီဟာရဲ့အရှုံးမရှိတဲ့လမ်းဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါတယ်အရှုံးမရှိတဲ့လမ်းနောက်ဘဝဆိုတာတကယ်ရှိလားမရဲဆိုတာတကယ်ရှိလားဗုဒ္ဓကိုမေးကြတဲ့အခါပြန်ဖြေတဲ့အဖြေကရှိတယ်ငါပြောတာကိုယုံလိုက်မဟုတ်ပါဘူးအရှုံးမရှိတဲ့လမ်းကိုသာရွေးပါတဲ့အဲ့ဒါကကျွန်တော်အတွက်တော့အတော်လေးနှစ်သက်စရာကောင်းတဲ့အဖြေပဲငရဲဆိုတာမရှိဘူးလုံးသမျှအကုလို့ဘာမှပြန်မခံစားရဘူးကိုချင်းသိက္ခာကိုတန်ဖိုးထားရကောင်းမှလည်းမသိဘူးဒီအခါမဟုတ်တာတွေလုပ်တယ်ငရဲတို့နောက်ဘဝတို့ဆိုတာတကယ်ရှိခဲ့ရင်အဲ့ဒီမှာဝတ်ပြန်ခံရမယ်မရှိခဲ့ရင်လည်းခုဘဝမှာကိုပဲလူတကာရဲ့ပြစ်တင်ရှုံချမှုကိုခံနေရပြီတကယ်လို့ကောင်းကောင်းမွန်မွန်နေထိုင်မယ်ဆိုရင်တော့ငရဲတို့နောက်ဘဝတို့ရှိခဲ့လဲဆင်ပြေတယ်ကောင်းတဲ့ဘုံဘဝကိုရောက်မယ်မရှိခဲ့ရင်လဲခုလက်ရှိမှာကိုပဲတန်ဖိုးရှိတဲ့ဘဝတစ်ခုကိုရှင်သန်ခွင့်ရနေလို့အရှုံးမရှိဘူးပေါ့ပြောချင်တာကနောက်ဘဝတွေတန်တရားတွေနိဗ္ဗာန်တွေငရဲတွေကိုရှိမရှိညင်းနေတာထက်လက်ရှိဘဝကိုသာအကောင်းဆုံးဖြစ်အောင်ရှင်သန်နေထိုင်ပါလို့ဆုံးမလိုက်တာပဲတကယ်လို့နောက်ဘဝကောင်းစားရေးအတွက်ပဲရည်ရွယ်ပြီးဒါနပြုခဲ့မယ်နောက်ဘဝနတ်ပြည်ရောက်ဖို့ဆိုပြီးသီလဆောက်တည်မယ်မေတ္တာဂရုဏာကိုချင်းစာတရားတွေတော့ရင်ထဲမရှိဘူးကိုကြောင့်လူအများကိုစိတ်ဆင်းရဲစေမယ်ဝိပဿနာကုလို့ယူမယ်ဆိုပြီးမကြာခဏတရားစခန်းတွေတော့ဝင်တယ်စိတ်မှာတော့ဘာကိလေသာညစ်ကြေးကိုမှယုံနေတော့မလုံနိုင်ဘူးဆိုရင်နောက်ဘဝရှိခဲ့ရင်တော့နည်းနည်းတော်သေးတယ်မရှိခဲ့ရင်အရှုံးပေါ်တဲ့လုပ်တွေဖြစ်သွားပါလိမ့်မယ်ဒါကြောင့်မို့တစ်ဖက်သားကိုအစဉ်ပြေစေလို့တဲ့စိတ်ဆန္ဒနဲ့ပဲပေးလို့ပါကူညီပါမေတ္တာကရုဏာကိုချင်းစာတရားတွေနဲ့ရှင်သန်နေထိုင်ပါလှုပ်တင်လှုပ်ထိုက်တာလှုပ်ပြီးမလှုပ်တင်မလှုပ်ထိုက်တာတွေကိုရှောင်ကျင်ပါစိတ်အညစ်အကြေးတွေကိုမှန်မှန်လျှော်ဖွတ်ပါစိတ်ဆွဲလန်းမှုတွေကိုတတ်နိုင်သမျှလျှော့ချပါဒါကဗုဒ္ဓအလိုကျဘဝနေနေဖြစ်တယ်လို့လက်ရှိဘဝမှာတွင်အကျိုးများစေမဲ့အရှုံးမရှိတဲ့လမ်းလည်းဖြစ်ပါတယ်ဟုတ်ကဲ့ပါနားဆင်ပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ